ဘောလုံးလောကမှာတော့အမြဲတစေတည်မြဲခြင်းဆိုတာကစူပလာတွေကလွဲရင်ကျန်တာမရှိပါဘူး။အသင်းပိုင်ရှင်လည်းအချိန်နဲ့အမျှပြောင်းလဲကြသလိုကစားသမားနီးပြစားတဲ့သူတွေလည်းတစ်နှစ်နဲ့တစ်နှစ်ပြောင်းလဲနေကြပါတယ်။ရာသီတစ်တိုင်းမှာကစားသမားတစ်တွေပေါ်ထွက်လာလိရှိသလိုကစားသမားဟောင်းတွေလည်းပရိသတ်မျက်လုံးအောက်ကနေပျောက်ကွယ်သွားလိရှိကြပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ယခုနှစ်ပိုင်းမှာပရိသတ်တွေမျက်စိအောက်ကနေပျောက်ကွယ်သွားခဲ့ကြတဲ့ကစားသမား10ယောက်ကိုရွေးချယ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးမစတင်ခင်ကျွန်တော်တင်ဆက်ပေးနေတဲ့ဗီဒီယိုတွေကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော် channel လေးကို subscribe ပြုလုပ်ပေးပြီးတော့ဗီဒီယိုလေးကို VPN ခံကြည့်ပေးဖို့တောင်းဆိုပါရစေ။ပထမဆုံးတစ်ယောက်အနေနဲ့တော့ Champions League 5 ချိန်ပါရှင် Real Madrid လက်ကျန်ကစားသမားဖြစ်တဲ့ Marcelo နဲ့စတင်ပါတယ်။ Madrid မှာစိတ်ကူးရင်အိမ်မက်ဆန်တဲ့ကစားသမားဘဝကိုဖျက်ဆီးပြီးတဲ့နောက်မှာတော့ Greek club Olympiacos အသင်းစီပြောင်းရွှေ့ကစားခဲ့ပါတယ်။သူကအဲ့ဒီ club မှာအချိန်ခဏသာကစားခဲ့ပေမဲ့လည်းအသင်းအပေါ်အကျိုးသက်ရောက်မှုတွေပြုလုပ်ပေးနိုင်ခဲ့ပါတယ်။10ပွဲသာကစားပေးခဲ့ပြီးတွင်းကို3ဂိုးထိတွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်း Marcelo အနေနဲ့ယခုထက်ပိုမိုကစားချိန်လိုချင်ခဲ့တာကြောင့်ဘရာဇီးပြန်ပြီးကစားဖို့ဖြစ်လာခဲ့ပါတယ်။အဲနောက်မှာတော့မွေးရမြေငယ်ဘဝကလပ်ဖြစ်တဲ့ Fluminense အသင်းထံပြောင်းရွှေ့ကစားခဲ့ပါတယ်။ဒီစေအိမ်ပြန်ခရီးမှာတော့သူ့အနေနဲ့သူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီးအသင်းကိုများစွာကူညီနိုင်ခဲ့ပါတယ်။သူ့ရဲ့ဝါရင်အတွေ့အကြုံတွေနဲ့အတူ Fluminense အသင်းကိုဦးဆောင်ခဲ့ပြီးတောင်အမေရိကရဲ့အဆင့်မြင့်ဆုံးစူပလာဖြစ်တဲ့ Copa Libertadores ဖလားကိုကင်မြောက်ပေးနိုင်ခဲ့ပါတယ်။အဲဒီနောက် Fluminense အသင်းအတွက်200ရာသီကြာကစားပေးခဲ့ပြီးယခုရာသီမှာတော့ဘောလုံးလောကကနေအနားယူသွားခဲ့ပါတယ်။သူဟာ Fluminense အတွက်တကြောပြန်ခရီးမှာအဓိကစူပလာအပါအဝင်ပွဲပေါင်း68ပွဲကစားပေးခဲ့ပြီး9ဂိုးသွင်း3ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ကျွန်တော်တို့ငယ်စဉ်ကတည်းကစောင့်ကြည့်လေးစားအားပေးခဲ့ရတဲ့ကစားသမားကောင်းတယောက်ဒီရာသီမှာတော့ကျွန်တော်တို့ရှေ့ကနေပျောက်မှန်းမသိပျောက်ကွယ်သွားခဲ့ပါပြီ။နောက်တစ်ယောက်ကတော့ဘရာဇီးသားကော်တင်ဟိုဖြစ်ပါတယ်။ကော်တင်ဟိုလို့ပြောလိုက်တာနဲ့ကျွန်တော်တို့ချက်ချင်းရလိုက်တဲ့ခံစားချက်ကနှမျောမှုကလွယ်လို့ဘာမှမရှိပါဘူး။တကယ်တော့သူ့ဆုံးဖြတ်ချက်ကိုအပြစ်တင်ရမှာပါပဲ။ကော်တင်ဟိုဆိုတာလီဗာပူးကစားသမားဘဝတုန်းကတော့တကယ်ကိုသူရဲကောင်းအဖြစ်လီဗာပူးပရိသတ်တိုင်းကတဲတဲလှုပ်ခဲ့ကြတာပါ။ခြေစွမ်းကလည်းတကယ်ကိုကစားသမားဘဝအကောင်းဆုံးရောက်နေခဲ့တာပါ။သူရှိနေခဲ့တဲ့လီဗာပူးဟာအောင်မြင်မှုတွေနဲ့မထိတွေ့ရသေးတာကြောင့်သူ့အိမ်မက်အသင်းဖြစ်တဲ့ဘာစီလိုနာမှာအကြိုက်ဆုံးကစားသမားဖြစ်တဲ့မက်ဆီနဲ့ကစားဖို့ကိုပဲရွေးချယ်ခဲ့ပါတယ်။တကယ်တမ်းပြောရရင်အဲ့ဒီလိုပြောင်းရွှေ့ဖို့မဆုံးဖြတ်ခင်ဆရာဖြစ်သူ Klopp ကိုယ်တိုင်မင်းဒီမာနေရုပ်ထုထုခံရပြီးတစ်သက်လုံးလေးစားဂုဏ်ပြုခံရမယ်။ဘာစီလိုနာကိုပြောင်းရွှေ့ရင်တော့တခြားကစားသမားတွေလိုပဲတာမန်ကစားသမားအနေနဲ့သာပြီးဆုံးသွားလိမ့်မယ်လို့ပြောကတပည့်ဖြစ်သူကိုအတက်နိုင်ဆုံးထိန်းထားခြင်းခဲ့တာပါ။ဒါပေမဲ့လည်းဘဝမှာကန်ဆိုးဖို့ပဲဖြစ်လာတာကြောင့်ဘယ်အရာကမှမတားဆီးနိုင်ခဲ့ပဲကော်တင်ကိုကြာရှုံးခန်းကိုဘာစီလိုနာမှာမြင်တွေ့ရတော့တာပါပဲ။ဘာစီလိုနာမှာအခိုက်အတန့်ကောင်းတချို့နဲ့လာလီဂါနဲ့တခြားသောဆုဖလားတွေရခဲ့ပေမဲ့လည်းသူမပါလဲဘာစီလိုနာကရနေကြဖြစ်လို့ဒါကတိတ်တော့ဒူးဆန်ရင်မဟုတ်ပါဘူး။ဘာစီလိုနာကစားသမားဖြစ်တဲ့ Anfield မှာအိမ်မက်ဆိုးမှတ်ခဲ့ရပြီးသူရယူခြင်းသောဆုဖလားဖြစ်တဲ့ Champions League ဖလားကိုတော့သူထွက်ခွာလာခဲ့တဲ့လီဗာပူးကဆုကူးသွားနိုင်ခဲ့ပါတယ်။ဒီလောက်တည်းမပြီးသေးပါဘူး။ဘာယန်ကိုထပ်ပြီးတော့အငှားချခံရတယ်။ဘာယန်မှာလည်းပွဲကစားချိန်တချို့တဝက်နဲ့ Champions League တော့ရယူနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့အင်္ဂလန်ပြန်လာပြီး Aston Villa အတွက်ကစားပေးခဲ့ပါတယ်။ဒီတစ်ခါလည်းအဆင်မပြေခဲ့ဘူး။အဲဒါကြောင့်ပဲကာတာကိုထပ်ပြီးအငှားချခံခဲ့ရတယ်။ကာတာမှာ100စီကစားပြီးတော့နောက်ဆုံးဘရာဇီးပြန်ကစားတယ်။ခုလက်ရှိထိဘရာဇီးမှာကစားနေစေဖြစ်ပြီးတော့အရင်လိုဘယ်တော့မှပြန်မဖြစ်နိုင်တော့ပါဘူး။ဒီလိုနဲ့ပဲကျွန်တော်တို့ရှေ့မှာလှပတည်သက်လွန်းတဲ့ကန်ချက်တွေနဲ့ဖျော်ဖြေမှုတွေပေးခဲ့တဲ့ဘရာဇီးမော်ဆီယာလေးဟာကျွန်တော်တို့ရှေ့ကနေမတိမတာနဲ့ပဲပျောက်ကွယ်သွားခဲ့ပါပြီ။နောက်တစ်ယောက်ကတော့ Premier League ကစားသမားဟောင်းဖြစ်တဲ့ Free Kick ဆရာတဆူလည်းဖြစ်တဲ့ West Ham ကစားသမားဟောင်း Demi Payet ပဲဖြစ်ပါတယ်။သူက2019ခုနှစ်မှာ West Ham ကနေအသင်းဟောင်းပြင်သစ်ကလပ်မှာဆေးကိုပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး600ရာသီကြာကစားခဲ့ပါတယ်။အဲဒီနောက်2023မှာတော့ယခုချိန်ကော်တင်ကိုကစားနေတဲ့ Brazil Club Vasco da Gama အသင်းမှာကစားနေတာဖြစ်ပါတယ်။ကျွန်တော်တို့ကိုပေးပို့မှုအလားတွင်းကိုအလား free kick လာတွေနဲ့ဖျော်ဖြေမှုရတာအပြည့်အဝပေးခဲ့တဲ့ဒီကစားသမားဟာလည်းကျွန်တော်တို့မျက်စိရှိကနေပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ Real ကစားသမားဟောင်း James Rodriguez ပဲဖြစ်ပါတယ်။သူကတော့ကစားသမားဘဝတစ်လျှောက်လုံးမှာ Porto, Monaco, Real Madrid, Bayern, Everton, Olympiacos, Vallecano စတဲ့အသင်းတွေအပြင် Qatar Club AI Real, Brazil Club Sao Paulo အခုလက်ရှိကစားနေတဲ့ Mexico Club Leon စတဲ့အသင်းတွေမှာကစားခဲ့ပါတယ်။သူရဲ့ကစားသမားဘဝအကောင်းဆုံးအချိန်ကိုတော့ Real Madrid မှာဖြတ်သန်းခဲ့ပြီးစူပလာပေါင်းများစွာဆုခူးခဲ့ပါတယ်။အဲနောက်သူဟာ Everton ကိုရောက်ရှိချိန်မှာခြေစွမ်းပြနိုင်ခဲ့ပေမဲ့လည်းဒဏ်ရာပြဿနာတွေရှိခဲ့ပြီးကစားသမားဘဝကျဆင်းမှုဖြစ်လာခဲ့ပါတယ်။အဲဒီနောက်ကာတာကလပ်ကိုပြောင်းရွှေ့ကစားသမားဘဝအဆိုးဆုံးအခြေအနေဖြစ်ခဲ့ပါတယ်။အဲနောက်ယခုနောက်ဆုံးမှာတော့ Mexico ကလပ်အတွက်ကစားပေးနေပြီးပရိသတ်မျက်စိအောက်ကနေပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်။နိုင်ငံပွဲတွေမှာတော့ယခုလက်ရှိထိခြေစွမ်းပြသနေနိုင်စေဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့လီဗာပူးကစားသမားဟောင်းရှက်ဂရီဖြစ်ပါတယ်။ရှက်ဂရီကတော့လီဗာပူးမှာယာဂင်ကလော့ရဲ့ဝက်ဖဲအဖြစ်လာပတဲ့တွင်းကိုတွေနဲ့ပရိသတ်တွေရင်ထဲရောက်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်
လီဗာပူးကနေထွက်ခွာလာပြီးနောက်ပိုင်းပြင်သစ်ကလပ်လီယိုနယ်အသင်းအတွက်ကစားပေးခဲ့ပါတယ်။လီယိုနယ်အသင်းမှာတော့16ပွဲသာကစားခဲ့ပြီးမေဂျာလိကလပ်ချီကာဂိုဖိုင်ယာအသင်းကိုပြောင်းရွှေ့ကစားခဲ့ပါတယ်။အဲ့ဒီမှာတော့200ဒီခွဲကြာခြေစွမ်းပြကစားပြီးရနော်။ယခုရာသီမှာတော့မွေးရက်မြေဆိုစတဲ့ကလပ်ဖြစ်တဲ့ဘေးဆယ်အသင်းအတွက်ကစားပေးနေတာဖြစ်ပါတယ်။ယခုရာသီဘေးဆယ်အသင်းမှာတော့ကစားသမားဘဝတစ်လျှောက်အကောင်းဆုံးရာသီကိုပိုင်ဆိုင်နေပါတယ်။ယခုရာသီမှာစုစုပေါင်း25ပွဲကစားထားပြီးတော့19သွင်း19ဖန်တီးပေးတာကငယ်မှုသွင်းနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းပရိသတ်တွေရဲ့မျက်စိအောက်ကမဟုတ်တဲ့ဆွစ်ဇာလန်လိမှာကစားနေတာကြောင့်ထိုက်တဲ့နဲ့ကြီးကျူးမှုမျိုးကိုတော့မတွေ့ရပါဘူး။နောက်တစ်ယောက်ကတော့ဘာစီလိုနာကန်နိုဝင်ကစားသမားကြီးအန်ဒရက်စ်အီနီယက်စတာပဲဖြစ်ပါတယ်။သူကတော့တကယ်ကိုကွေးလယ်မော်ဆီယာကြီးအဖြစ်ဘာစီလိုနာအသင်းမှာ22နှစ်ကြာပေးဆက်ကစားခဲ့ပြီးတဲ့နောက်2018မှာတော့ဂျပန်ကလပ်ဗစ်ဆယ်ကိုဘီအသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ဂျပန်မြေမှာတော့600တီကြာကစားခဲ့ပြီးတော့အောင်မြင်မှုတွေရယူနိုင်ခဲ့ပါတယ်။နောက်ဆုံးရာသီအဖြစ် UAE Club Emirates အသင်းအတွက်ကစားပေးခဲ့ပြီးယခုရာသီမှာတော့ကစားသမားဘဝကနေအနားယူကကျွန်တော်တို့မျက်စိရှိကနေပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ Man U Real ကစားသမားဟောင်းဖြစ်တဲ့ Chicharito ပါ။သူလည်းပဲတစ်ချိန်လုံးကပရိသတ်တွေရင်ထဲကိုရောက်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ကစားသမားဘဝမှာ Man U, Real Madrid, Leverkusen, Sevilla စတဲ့ထိပ်တန်းအသင်းတွေမှာကျင်လည်ခဲ့ပါတယ်။ Manchester United နဲ့ Real Madrid မှာစူပလာအောင်မြင်မှုတချို့ရယူနိုင်ခဲ့ပြီး2015မှာတော့ Leverkusen အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။အဲ့ဒီတစ်စိအင်္ဂလန်ကလပ်ဝက်ဆမ်အသင်းကိုပြောင်းရွှေ့ကစားခဲ့ပါတယ်။အဲဒီနောက် Sevilla, LA Galaxy စတဲ့အသင်းတွေအတွက်ကစားပေးခဲ့ပြီးယခုနောက်ဆုံးမှာတော့မွေးရမြေမက္ကဆီကိုကအသင်းအောင် Chivas အသင်းအတွက်ကစားပေးနေပြီပဲဖြစ်ပါတယ်။ဒီကစားသမားဟာလည်းကျွန်တော်တို့မျက်စိရှိကနေပျောက်မဲမသိပျောက်ကွယ်သွားခဲ့တဲ့ကစားသမားနောက်တစ်ယောက်ဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့တစ်ချိန်ကကျွန်တော်တို့ပရိသတ်တွေရင်ထဲကိုရောက်ခဲ့တဲ့ CRE Mario Balotelli ဖြစ်ပါတယ်။အရေးချင်းရှိတိုင်းထင်သားသလောက်မအောင်မြင်မှုဆိုတာသူကတတ်သေးပါပဲ။ Balotelli Prime ကိုမြင်ခဲ့ပူးကြသူတွေသိပါလိမ့်မယ်။ Man City မှာတော့ကစားသမားဘဝအကောင်းဆုံးအချိန်တွေကိုပိုင်ဆိုင်ခဲ့ပြီးစီကံမိုင်းအားနည်းမှုကြောင့်တစ်စက်နှိမ့်ဆင်းသွားခဲ့ရကတဖြည်းဖြည်းအသင်းပေါင်းစုံနဲ့အထိအခြေအနေတွေဆိုးခဲ့ပါတယ်။ရောက်လျာအသင်းတိုင်းမှာလည်းပြဿနာပေါင်းစုံတက်ပြီးထွက်ခွာခဲ့ရတာတွေပဲမို့စီကံမိုင်းအားနည်းမှုကကစားသမားဘဝအောက်ဆုံးကိုဆွဲချသွားခဲ့တယ်လို့ပြောရမှာပါပဲ။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ငယ်စဉ်တည်းကရင်ထဲရောက်ခဲ့တဲ့ကစားသမားတယောက်ဒီလိုမျိုးမြင်ရတာကတော့စိတ်မကောင်းစရာပါပဲ။ခုလက်ရှိမှာတော့အီတလီကလပ်ဂျီနိုအာအသင်းအတွက်အရန်ကစားသမားအနေနဲ့ကစားပေးနေတာဖြစ်ပါတယ်။ဒါတွေကတော့ကျွန်တော်တို့ပရိသတ်တွေရင်ထဲရောက်ခဲ့တဲ့ကစားသမားတွေရဲ့ကမှပရိသတ်တွေမျက်လုံးအောက်ကနေမတိမတာပျောက်ကွယ်သွားခဲ့တဲ့ကစားသမားတွေပဲဖြစ်ပါတယ်။မိတ်ဆွေတို့သိတယ်ကျွန်တော်တို့မျက်လုံးအောက်ကနေပျောက်ကွယ်သွားတဲ့ကစားသမားတွေရောဘယ်သူတွေဖြစ်မလဲ။ comment မှာရေးခဲ့ပေးပါဦး။ဗီဒီယိုကိုကြိုက်နေတဲ့တက်ဆိုရင်လည်း subscribe လေးပြုလုပ်ခဲ့ပေးပါဦး။အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။